အားလုံးဝဲမင်္ဂလာပါကျွန်တော်အန်တောက်ဖြစ်ပါတယ်ဒီမာကတော့ကျွန်တော်ဒီမှာ1 block ဟိုက်ခွက်တွေက1 block ဆော့အောင်မှာဖြစ်ပါတယ်ခုနကျွန်တော်ဘေးနာဥစားခလုတ်တိုက်သွားဟေ့အောင်မင်း1 block မဟုတ်သေးဘူးနော်ဟောဘလို့လောက်ပါဘူးအခုမှစာကျွန်တော်ရှော့ပါပါတယ်မင်း1 block ပါလားအဲ့ဒါနဲ့အန်နေရတယ်ဒီဘက်ကိုအတုံးလေးချလိုက်ဒီမှာကျွန်တော်ဒီ1 block မှာအတုံးလေးနည်းနည်းပါးထည့်ရပါတယ်လူကကျွန်တော်ရှိတ်ထားထည့်တာနော်အဲ forest level ရောက်ပါရဲ့မြန်တော့မြန်ပါရဲ့ဟောခဏ chest လေးတွေ့တယ်ဖွင့်လိုက်မယ် chest ဟိုမစိုးပါဘူးပစ္စည်းอ่ะ okay ပါကျေးဇူးတင်ပါတယ်ဒါမဲ့ဒီပစ္စည်းရပါတော့မှာဒါမဲ့အပင်ကတော့စိုက်ဖို့လိုတယ်အပင်တော့စိုက်ဖို့လိုတယ်ခဏလေးဒါလေးဘေးနာပတ်လေကားမယ်အပင်ရပြီးမှစိုက်ပြီဗျာဟုတ်ပြီပင်ရပြီးမှစိုက်မယ်ဒီ chest လေးကိုအရင်ဖြတ်လိုက်မယ်အဲ့မှာနောက်တဲ့တက်တက်ချက်လာမြေကြီးတွေရတယ်မြေကြီးတွေလိုတယ်ဒီကဘေးထားကိုကာဖို့တော့အခုကျတော့သူကမဖြစ်တော့ဘူးဗျဟောတက်သားဘလို့နားကျွန်တော်အတန်နည်းနည်းတိုးလိုက်မယ်ဗျာအတန်နည်းတိုးလိုက်မယ်အရန်တိုးသွားအဲ့လောက်ကြီးမတိုးသေးဘူးရပြီကဲဆက်မိုင်းချရအောင်ခင်ဗျာဆက်မိုင်းကြရအောင်မြည်ကြီးလေးများလို့တက်သားရတော့ရတယ်ဒီတက်သားနှစ်တုံးအောင်နောက်တဲ့တက်သားတုံးထည့်ရခွက်ပင်းတွေပဲတော့ဘာလို့လောက်ရမလဲမေးအဲ့ဒါမေးဒီနေရာမှတ်ထားအောင်မယ်မဟုတ်ရင်မှားတူးနေအောင်မယ်ကျွန်တော်မြည်ကြီးမှားတူးနေဘယ်နာကို1 block လည်းမသိပဲခဏဒါလေးထားလိုက်မြည်ကြီးလေးနည်းလိုက်ဖို့လိုက်ပဲဘေးနားလေးဒီနားလေးကိုမှတ်မိလွယ်အောင်ဘယ်လိုလုပ်ထားအောင်လဲဗျာမှတ်မိလွယ်အောင်လို့ဆိုရင်တော့တက်သားလေးနဲ့ကားလိုက်မယ်ဘေးနားလေးမှာတက်သားရင်းနဲ့တက်သားလောက်လိုက်အောင်တက်သားလောက်အောင်တက်သားလောက်ကြရအောင်ရှိတ်တာကတော့အရင်တော့မလှပဲမြတ်အရင်တော့မလှဘူးဗျာဒါပေမဲ့ကြည့်တဲ့တော့ကြည့်ကိုကောင်းပါတယ်ရှိတ်တာကကျွန်တော်ဖုံးနဲ့နိုင်တဲ့ဥစ္စာလေးပဲထည့်တာကဲအဲ့ဆိုရင်ဒီနားလေးမှာဒီနားပတ်လည်လေးမှာဒါလေးလိုက်ထည့်လိုက်တက်သားဘလော့လေးလိုက်ထည့်မယ်ကျွန်တော်ဗီဒီယိုမတိုင်းနေနဲ့တော့ကြာပြီဗျ။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်ထုံးစံတိုင်းဗီဒီယိုတိတ်ချင်းစိတ်တိတ်မရှိလို့။ဒါပစ္စည်းတွေကအဆုံးရှုံးခံလို့မဖြစ်ဘူး။အဲဒီနားကြီးကမှောက်မဲသွားပြီ။ဟိုမှောက်မဲသွားပြီဟုတ်တယ်။မှောက်မဲသွားပြီ။အဲစိတ်မေးပါ။ခဏလေးကျွန်တော်ရှော့နေဘူးအိတ်ပေါ်လာဆိုဟုတ်ပြီဒီနားနောက်ကျမှဒီနားလေးကိုထပ်ပြင်မယ်ကျွန်တော်တော့စေအောင်မှဒီကပစ္စည်းလေးယူမယ်ပစ္စည်းလေးယူမယ်ကျွန်တော်မိုင်းနဲ့ဘလော့ကဘေးနားမှာပြလာတယ်ဗျ29ဘလော့ရှိသွားပြီဟောချက်ကြီးရှိရကျွန်တော်မမြင်ဘူးဗျဟိုဘေးနားခလုတ်ကိုတွားမင်းနားပိုင်းမိုင်းနားရဲ့ဥစ္စာကိုတွားငန်းဘာရလည်းမသိဘူးချက်တွေကနေချက်စရာကြီးတိတ်မရသလိုနော်ဘာမှတိတ်မရဘူးဖြစ်နေမသိဘူးတော့ချက်စရဲမကြည့်လိုက်ဘူးဆိုကဲနိုင်ပြုတ်ကြမယ်မကဲနေတော့ခဏဒီနားလေးကိုတသားမဟုတ်မြေကြီးလေးလိုက်ပို့လိုက်အောင်ထပ်ပြီးတော့နေရာလေးကျဲသွားအောင်တော့နေရာလေးကျဲသွားအောင်မြေကြီးလေးလိုက်ပို့လိုက်မယ်တော့ဒီ1 block မှာအသက်ရှင်မှာဖြစ်ပါလေဒါအပိုင်း1ပါအပိုင်း1နဲ့ဘလို့လဲစိတ်ညစ်နေပြီဒီမှာကျွန်တော်အပိုင်းနှစ်စက်မတင်ပါဘူးတချို့ဟာကြီးဆိုရင်အဲ့ဒါဘာဖြစ်လို့လဲဆိုတော့နည်းနည်းလေးဂိမ်းကerror ဖြစ်လို့စက်မတင်ဖြစ်တာပါအခုကတော့ဂိမ်း error မဖြစ်ရင်တော့အပိုင်းနှစ်စက်တင်ပေးပါခင်ဗျာတော့ခဏတက်သားလေးလောက်အောင်ကျွန်တော်မိနေတာဗျာလွယ်တဲ့ပစ္စည်းလောက်အောင်မိโอเคပါလိုရတဲ့ပစ္စည်းလေးကိုလောက်ပြီးပါပြီဒီနားလေးကိုလည်းလှေကားလေးနဲ့လောက်ရတယ်ကျွန်တော်လိုရတဲ့ပစ္စည်းလောက်အခုညရောက်သွားပြီဗျညရောက်သွားတဲ့ဒီမှာဆက်တူပါမယ်ဆက်မိုင်းပါမယ်ဒီနားလေးပြီးရင်ဒီကြီးလေးကြက်အောင်ဆက်ချက်အောင်ကျွန်တော်ရဲ့နေရာကြီးကိုကြက်အောင်ဆက်ချက်အောင်ဗျကျွန်တော်အခုဒီနားကြီးမှာအပင်စိုက်ဖို့လုပ်နေတာပါဒါအပင်စိုက်ဖို့လုပ်နေတာပါအပင်ဆိုတာဟိုလိုစားပင်နေပေါ့ဗျာဒီတိုင်းတစ်ပင်ခေါက်ဖို့အတွက်အပင်လေးစိုက်ဖို့ပါအဲ့ဒီနားလေးမှာလာပြီးတော့ဒီလိုမျိုးတွေလာလုပ်နေတာပါကဲပြီးရင်ကျွန်တော်အပင်လေးစိုက်ပါမယ်ဒါလေးလုပ်ပြီးသွားရင်အပင်ကတော့ကျွန်တော်မှာအားလုံးပေါင်း4ပင်ရှိရဗျကျွန်တော်အပင်လေးယူလိုက်အောင်မယ်အဲ့တော့ကျွန်တော်ဘလော့100အထိ
အပိတ်6ပြီရှိရဘလော့100ထိမိုင်းမိပါပြီဘလော့100ထိမိုင်းမိပြီကျွန်တော်ပြမယ်ဒီဘက်ဒေါင်းလေးမှရှိပါတယ်ဘလော့100ထိမိုင်းမိသွားပါပြီဘလော့100ထိမိုင်းမိသွားပြီဆိုတော့အခုကတော့ကျွန်တော်အပင်စိုက်ရပါမယ်ဘာမှလုပ်စရာမရှိဘူးဘာလုပ်စရာမရှိအောင်မဟုတ်ဒါကလိုတော့စိုက်တာလေရော့ဒီကောင်ရဒီဘက်ထောက်လေးမှနေဒီလိုမျိုးလေးစိုက်ရပါတယ်ကျွန်တော်ပင်လေးကိုနောက်ကြရင်ကျွန်တော်ဒီနားလေးကိုပို့ပြီးကြည့်လို့လှအောင်လုပ်ပါမယ်ခုမှစတာဆိုတော့ဒီတိုင်းပဲလုပ်အောင်မှနေရာမဆန့်ဘူးဗျပင်နေရာလေးအရန်နေရာပူပြီးထားအောင်မရအောင်နေရာပူပြီးထားရင်လည်းပင်နေရာမပေါက်ဘူးအဲဒါကြောင့်ကျွန်တော်ဒီဘက်လေးသွားလိုက်ပါမယ်နည်းနည်းလေးမြေကြီးအသိမရှိတော့ဘူးဗျမြေကြီးလေးထပ်သွားမှရတယ်မမိုင်းတော့ပါဘူးဒီရိုင်းရွက်ထားရင်လှပါဒီရိုင်းရပြီးစိုးနောက်ကြမှာလွမ်းမှာပဲဖြည့်ရောမယ်ဗျာခုတော့ကျွန်တော်ရဲ့ဝမ်ဘလော့ဝေါ်ထဲမှာမိုးရွာနေပါတယ်တော့ဒီမှာကျွန်တော်ဒီနားလေးမှာဆက်မိုင်းပါမယ်ဆက်မိုင်းလေးခုနကျွန်တော်ဘလိုဝဲတဲ့ပစ္စည်းလေးရင်ထည့်ရပါမယ်ဘလိုဝဲတဲ့ပစ္စည်းလေးဟောချက်စရာမှာကြည့်ပါဘလိုဝဲတဲ့ပစ္စည်းတွေများအားကြီးပဲဗျာကျွန်တော်ဘလော့100ဒီမိုင်းပါခုဒီဘာကော့ဘတ်စတုံးမှမရသေးဘူးဗျာဘာကော့ဘတ်စတုံးမှမရသေးဘူးအဲ့ဒါကြီးကသိစင်ကြီးတစ်သားတွေပဲရတယ်ကျွန်တော်တစ်သားတွေမြေကြီးတွေပဲရတယ်အဲ့ဒါဆိုရင်တော့ဆက်တူးကြရအောင်ဗျာအခုကြည့်ပါနွားတကောင်စပိုးနေပါဒီမှာအရိတ်ကိုကြည့်တယ်အရိတ်ရှိရတယ်ဘာဖြစ်လို့မပေါ်လဲဆိုတော့ကျွန်တော်ဘိုက်ခရာနဲ့အဲ့ဒါတက်နေတယ်နွားကမပေါ်ဘူးဖြစ်နေအရိတ်ပဲမြင်ရတယ်နွားနားတော့ဒါကျွန်တော်ရဲ့ပထမဆုံးအကောင်ပါဗျာကျွန်တော်ရဲ့ပထမဆုံးအကောင်ကဘာမှမမြင်ရဘူးတိတ်စင်မမြင်ဘူးမကြခင်မိုးနေတော့မယ်ဗျာအမှကျွန်တော်ထိုင်တူးနေရအများကြီးဖြစ်နေမြေကြီးရများလို့ရအဲ့အမှကျွန်တော်ဘေးနားပတ်ဝန်းကျင်ကာလို့ရမှာဗျာโอเคပါကျေးဇူးတင်ပါတယ်ကျွန်တော်ပစ္စည်းကုန်ပြောင်းပါပြီခုနဇွန်မီတကောင်စပွန်းလာပြီးတော့ကျွန်တော်တွန်းချသွားပါပြီအဲ့တော့ကျွန်တော်ပစ္စည်းကုန်ပြောင်းသွားပါတယ်ကွာဘာဖြစ်လို့လဲကွာပစ္စည်းအများကြီးရအောင်ပါပဲအတွန်းချခံလိုက်ရတယ်ဘာဖြစ်ဆက်တူးကြရမှာမဖြစ်ပါဘူးထားလိုက်ပါဟိုအဲ့ဆိုမျိုးကျွန်တော်ပြန်တွန်းချရပါပြီအဲ့တော့ဒီလိုဥစ္စာရဲ့တိတ်အစင်မပြေဘူးဗျအဲ့တော့ကျွန်တော်ဘေးနားလေးလဲချန်စီယူလေးနဲ့ကားမယ်အဲ့ဒါကြောင့်အဲ့မှာကျွန်တော်အောက်ပြုတ်မကြမှာအကောင်ကြီးကျွန်တော်တိုက်ခိုင်းအခုတူးနေကျွန်တော်ဘလော့200အောင်ပြီးတော့မယ်ခုဒီဘာအော်ဘစတုံးမှမရသေးဘူးဒီ forest အရင်ကနေမတက်သေးဘူးဗျဒါမြန်လေးတူးကြရအောင်ပြီးမှလိုအပ်တဲ့ပစ္စည်းလေးပြန်လုပ်လိုက်မယ်ဗျာလိုအပ်တဲ့ပစ္စည်းလေးပြီးမှပြန်လုပ်လိုက်မယ်အိုးကျွန်တော် level 2ကိုတော့ရောက်သွားပါပြီ level 2ဆိုတော့ဒီမှာ तू က underground လို့ပြောပြတယ် level 2 underground နဲ့ဒီတော့ကျွန်တော်မီးသွေးကိုရင်စားတွေ့ရပါတယ်မီးသွေးကြီးမမိုင်းခင်ဒီကချက်စီးသွားထားလိုက်မယ်ကျွန်တော်မှာချက်စတေးတွေအများကြီးဖြစ်နေဒီမှာကျွန်တော်ချန်စီယိုလေးတွေဟိုကားလိုက်ပါဒီမှာချန်စီယိုကကားလိုက်ဒါပေမဲ့ဒီဘက်ချန်ကောက်ဘူးကကြောင်မလောက်ဘူးဗျာအဲ့ဒါကြောင့်ပြီးတော့ကျွန်တော်မြေကြီးလေးနေချဲ့တာပါသေးတယ်အခုလည်းထပ်ချဲ့လိုက်ပါကျွန်တော်နည်းနည်းပါညီပါအောင်လို့ဒီမှာဒဘလော့လုံနေညီဖို့ဆိုမိုးကလည်းအခုထိမတိတ်သေးပါဘူးဗျာရွာနေရမိုးခုထိမတိတ်သေးဘူးစင်မပြေဘူးမိုးရွာနည်းနည်းလေးလက်တလို့ခန်းစားရတယ်ဗျာရှိတ်ဓာကြီးနေဆိုတော့တူးကြရအောင်ဒီနာဥစ္စာလေးနာခိုးလီကျွန်တော်ရဲ့ပထမဆုံး underground ဘလောက်မှရတယ်ဆိုတော့ဘလောက်ပေါင်း250ဒါဘလော့မိုင်းပြီးရဲ့အချိန်မှာရပါတယ်ဒီ level 2ကပွင့်ပါတယ်အေးမှာနောက်ဆုံးတော့ကော့ပတ်ဆုံးနေရခဲ့ပြီဗျပြီးတော့ကျွန်တော်ရေပုံးလေးလည်းရလာပါတယ်ရေပုံးလေးလည်းရလာအေးအာယုံကြီးအာယုံရပြီဘရိုအာယုံရပြီဆိုတော့ကိုကလောက်ရမယ်stone biggest လောက်ရမယ်အဲ့ဒါမှာအာယုံတူးလို့ရမှာနောက်မှတသားရလည်းပြောင်းရပါပြီကျွန်တော်အကုန်သုံးမလိုက်ရအခုမှဒါလေးလိုတယ်ဒီက pickaxe လေးလိုပါတယ် stone pickaxe အာယုံတူးဖို့အတွက်ပြီးတော့မီးဖို့လည်းလောက်အောင်ကျွန်တော်အခုကမီးဖို့လောက်ဖို့မရသေးဘူးဗျအောက်ဆိုခဏကျွန်တော်မီးနေတာ underground ဆိုရင်ဟိုဟာတွေကမဆက်ဘူးတော့ဘူးပေါ့တက်သားတွေကမဆက်ဘူးတော့ဘူးဆိုတဲ့သဘောပေါ့ဟာအဲ့ဆိုရင်တော့အစင်မပြေဘူးအဲ့လောက်ဆိုရင်တော့အစင်မပြေဘူးပါအဖြစ်တွေဆိုတော့တက်သားကြီးမဆက်ဘူးရင်ကျွန်တော်အိမ်ဆောက်ဖို့အတွက်အဲ့လောက်ကြီးအစင်ပြေမှာမဟုတ်ဘူးမသိပါဘူးကျွန်တော်လေတက်သားကြီးကစုတာပဲဒါပေမဲ့အော်ရသေးတယ်တက်သားကြီးရသေးတယ်
တော်သေးရအောင်တက်သားရသေးလို့တက်သားရသေးလို့တော်သေးရဗျာမမြေကြီးလည်းရသေးဩခဏစတုံးကတော့အာယုံထိုက်ရတယ်အာယုံ2တုံးရှိပါရင်လည်းဆိုရင်ကိုပဲဆုံးရင်အာယုံ3လုံးဟုတ်လားနော်ဘီဘီမှပြန်ကြည့်မယ် inventory ထဲမှာဒါလေးရင်ဆက်မိုင်းလိုက်ပါဦးမယ်ဆက်မိုင်းအောင်မယ်ဘလို့ခဏဗီဒီယိုရက်လို့မရဘူးကျွန်တော်ရဲ့ပထမဆုံး1ဘလော့ကဟာလေတိုးဖြစ်ပါတယ်ခင်ဗျာဒီတိုးတက်ရင်ကောင်းလားမသိမတက်သေးပါဘူးပထမဆုံးကောင်းဆိုတော့အဲ့အောင်မင်းအောက်ကိုတော့ခုံမစင်းသွားနိုင်နော်မင်းအောက်ကိုခုံစင်းရင်မင်းစိတ်မြမှာမဟုတ်တေသွားလိမ့်မယ်မင်းကျွန်တော်အတုံတစ်ခုထပ်တယ်ပါထားပါဒီအဒီမှာသူတို့ရဲ့တွေးရန်လေးပေါ်ပါတယ်သူတို့တွေးတန်းပေါ်ရဲ့အတုံလေးထည့်ရပါတယ်အစိတ်မြေပါအဲ့အတွက်ကဲဘာမှပြောစရာမရှိပါဘူးဆက်မိုင်းမယ်ဆက်မိုင်းမယ်โอเคပါကျေးဇူးတင်ပါတယ်ခင်ဗျာကျွန်တော်အာယုလေးရောဆုံးရှုံးပါခင်ဗျာစင်မမြေဘူးလေအဲ့လိုကြီးအာယုလေးဆုံးရှုံးသွားဟိုဖြစ်တာကျွန်တော်အောက်မှာgravel တို့တဲတို့ရရင်အဲ့ဥစ္စာရအောက်ပြုတ်ကြလို့ဗျအဲ့ဒါကျွန်တော်အောက်မှာဘလော့သွားခံမယ်ဆိုရင်ရေနဲ့ဆင်းရိုက်တာဟူးအောက်ဒီပါပြီပြုတ်ကြသွားရေကဟိုဘက်ကိုရှော့ထွက်ပြီးတော့ကျွန်တော်ပစ္စည်းအကုန်ဆုံးရှုံးသွားပြီတက်သားလည်းမရှိဘူးဟာကျွန်တော်ဘလို့မိုင်းရမှာလဲတိုင်းတော်ပါသေးတယ်ဗျကျွန်တော်တက်ပင်လေးရှိရပဲတက်ပင်စိုက်တာမှန်သွားတယ်တက်ပင်စိုက်တာမှန်သွားတယ်ခုနလည်းမှာစတုံးတွေလည်းအများကြီးရနေပြီကော်ဘတ်စတုံးတွေအများကြီးရနေပြီအာယုံတွေလည်း4တော့5တော့လောက်ရနေအဲ့ဒါကိုဟိုးအောက်ပြုတ်ကြပါဒီမနေ့ကျွန်တော်မရှာမရှိလိုက်ပါဗျာဟာဒီအစရင်စားဘာဖြစ်ပါဘူး1ဘလော့ကကြောင့်ပစ္စည်းရဖို့မခတ်ပါဘူး1ဘလော့ဆိုပစ္စည်းရဖို့အဲ့လိုကြီးမခတ်ဘူးလွယ်တယ်ဟောဒီ level 3 the cave တဲ့ cave ကိုရောက်ပါcave ဆိုရင်တော့ကျွန်တော်ဟိုဟာရရောဒိုင်းမွန်းတို့ကိုရတော့ဒီလောက်ဆိုရင်တော့ကျွန်တော်မှာဘာမှတော့လောက်ကြမရှိတယ်စက်တူဟုတ်တယ်တကယ်ရဒါ cave တွေရပစ္စည်းပါလားရေး lapis တွေရပါတယ် cave တွေမှာဆိုအာယုံတွေလည်းရှိရဆိုအာယုံတွေပါရတယ်နော်တော့မှာအာယုံတွေကျွန်တော်ကြိုလိုက်ခုနခဏရှောနေရတယ်ဆိုတော့ကျွန်တော်အာယုံတွေကကျွန်တော် inventory ထဲမှာဆိုခဏဆုံရှုံနေအာယုံတွေကအဲ့ဒါကြောင့်ကျွန်တော်ကြိုပြီးတော့ဒီထဲထည့်ရတာပါအခုကျွန်တော် chest ထဲထည့်မှာပါဒီအာယုံတွေကိုပြီးလိုအပ်တဲ့ပစ္စည်းမလုပ်သေးပါဘူး chest ထဲထည့်မှာပါကျွန်တော်တို့စီမှာအခုမီးလာပါပြီခင်ဗျာပျော်ပါမီးလာပါပြီကျွန်တော်တို့စီမှာโอเคပါဒီနားမှာရောဒီထဲမှာဒီအားလေးထည့်ရတယ်လိုအပ်တဲ့ပစ္စည်းတွေနည်းပါလောက်တင်နေဗျာအာယုံနဲ့ရေပုံးလေးတစ်ပုံးလောက်တင်ဟိုရပြန်ခန့်မယ်ခုတော့ဆိုတော့မခတ်သေးဘူးဗျာဒီတိုင်းပဲထားလိုက်မယ်ရှိရဒီတိုင်းပဲထားလိုက်အလှဟဲ့အာယုံဘလောက်တော့လုပ်လို့ရတယ်နော်လောက်ရမှာအခုလောဆယ်လောက်ရမှာဆိုတော့ဟုတ်တယ်ကျွန်တော်အဓိကထိုင်းကအဲ့ဇုံမီကြောင့်ကျွန်တော်အိမ်မက်တွေပြေစီးခဲ့ရတာများနေကျွန်တော်ပစ္စည်းဆုံးခဲ့ရတာများနေပြောတာအိမ်မက်တောင်ဖြစ်ကုန်အားကြောင့်ဒိုင်းကအဓိကလိုပါတယ်ဒိုင်းကလေးလောက်လိုက်ပါမယ်ဒိုင်းကလောက်မယ်ဒိုင်းကပြန်လောက်ဒိုင်းကလောက်ပြီးသွားရင်အဲ့လောက်ပြီးဓာလောက်အောင်ဓာမို့ပစိန်လောက်လိုက်မယ်ပစိန်ဆိုရင်ဟိုဟာလေးတော့ရတယ်အပင်လည်းခေါ်ရရတယ်အကောင်ရဲချောက်ရတယ်ဆိုတော့တစ်ချက်ကုန်နှစ်ချက်ပြန်မယ်အားကြောင့်ဒီဟာပစိန်လေးလို့ color fight damage ရှိပါတယ်ဒါကျွန်တော်ကဘတ်ရော့မှာဆိုတော့ဟိုဟာပို့ပြီး damage ထွက်တာပေါ့ဒါပေမဲ့ထားရပါပါပြီအဲ့ဒါယူဆိုင်ကြအောင်အဲ့ဒါဘာဖြစ်သွားလဲတော့ဘာဖြစ်သွားလဲမသိဘူးဘရိုလေးတော်ပါသေးတယ်နည်းလက်သွားပြီဗျမီးလာဟိုဟာဖြစ်တာwifi တက်သွားတော့ဒီလိုမျိုးနည်းနည်းဖြစ်သွားပါဗျာ wifi လေးပိတ်ထားလိုက်ရင်ကောင်းမလားမသိဘူးရမပိတ်တော့ဒီက stone pickers လေးလောက်ပါမယ် stone pickers လောက်မယ်ဒီငါအိမ်ပြပါတွေ့ stone pickers လောက်လိုက်ပါမယ်ကျွန်တော်ခုကျေးဇူးတင်ပါတယ်လို့ဂိမ်းရပြန်ထော်ပါโอเคဒီနေ့ဗီဒီယိုဒီလောက်ပါလေအားလုံးပဲဒီဗီဒီယိုကြိုက်ရင် like and subscribe လုပ်ပြီးတော့ကြာပါဘာဖြစ်လို့ပြန်ထော်ပါလဲဆိုတော့နည်းနည်းလေး wifi တက်သွားတော့ဂိမ်းကနေ wifi နဲ့ချက်ချင်းတက်သွားတော့နည်းကြောင်ဝနေမှာပါအဲဒါကြောင့်တောင်းပါပါအပိုင်းနေ့ကျမှပြန်တွေ့ရမယ်အားလုံးပဲတက်တာ